ဘောမှာရေးအကြီးကြီးရေးရေးအဲ့ဒါဟောဘာချာတော့ဘယ်လိုလဲနော်အဲ့ဒါရေးတာလည်းကြီးကြီးပဲဖို့အသွေးမွေးဖွာလာသူလားအရာအလုံးကမင်းစံတခုငါဖြည့်စိပေးတော့လဲနောက်ဆုံးရခဲ့တာတရားတွေသာဖြည့်တခုလားခြေခွဲမဆုံးနိုင်မဝါပြိုလဲဒီလူဟာဖြစ်ခံလူသားလား ချစ်